ဖြစ်လို့ဖြစ်တယ်လို့နေရတာအခုဆိုကိုတောင်ဆိုလာပြည်စရာမြေမရှိပါဝဝဆိုတော့မရွယ်ကဘာနံများတို့ရောက်ရှိလာချိန်မှာမရှိလို့ရေရှာဝေးမှာကြိုးစားနေရတာအလုပ်တွေပိတ်သွားမလားလို့ရင်းနဲ့စိုးထိပ်ပူနေရတာ